ဒီလို ready made မုံထုတ်ကို calorie deficit ဖြစ်အောင်စားပြီးတော့မှအစီချလာတဲ့ရလက်ဒီတဘာဝအစားအစာတွေကိုစားပြီးတော့မှအစီချလာတဲ့ရလက်နဲ့မတူဘူးဒီကောင်ကိုစားပြီးတော့မှအစီချလာတဲ့ရလက်ကပို့ပြီးတော့မှနေတယ်ပို့ပြီးတော့မှကြည့်လို့မကောင်းဘူးခန္ဓာကိုယ်ကဘာဖြစ်လို့ calorie deficit ချင်းတူနေရင်တော့မှဒီရလက်ချင်းကမတူတာလဲဆိုတော့အဖြေကလွယ်လွယ်လေးပဲဒီလိုအထောက်တွေရဲ့ဒီအာဟာရတန်ဖိုးဒီကျန်းမာရေးကိုဘယ်လိုသွားထိခိုက်တယ်လဲသူတို့နဲ့ကြားတက်ကိုဘယ်လိုသွားမြောက်တက်စေတယ်လဲဒါစားလိုက်တဲ့အခါမှာခန္ဓာကိုယ်ရဲ့ inflammation ကိုဘယ်လိုတက်စေပြီးတော့မှအစီကိုဘယ်လိုချရခက်စေတယ်လဲဆိုတဲ့ဒီဟာတွေကိုကျွန်တော်တို့မကြည့်သေးဘူးကျွန်တော်တို့အထောက်တွေရဲ့ calorie ပဲအရင်ကြည့်ရအောင်ဒီမုံထုတ်မှာ100 gram မှာသူရေးထားတာ calorie 900ဝန်းကျင်ဒါကသူဒီမှာဖော်ပြထားတဲ့ calorie တကယ်တမ်းတော့ဒီမှာဖော်ပြတာဒီ 20% different variation ရှိခွင့်ရှိတယ်ခြားနာခွင့်ရှိတယ်အဲ့တော့အကယ်လို့ဒါစဉ်းစားကြည့်လိုက်မိတ်ဆွေတို့ကဒီမုံကိုထုတ်လုပ်တဲ့သူဆိုရင်အခုနောက်ပိုင်းမှာစီချဖို့အတွက် calorie တွေအရင်ဖတ်ကြတယ်အဲ့တော့အကယ်လို့မိတ်ဆွေကမုံထုတ်တဲ့သူတယောက်အနေနဲ့ဆိုရင်ဒီ20ရာခိုင်နှုန်းခြားနာခွင့်ရှိတယ်ဆိုရင်အတိအကျဖော်ပြမလားမဖော်ပြဘူးများသောအားဖြင့်အကုန်လုံး 20% ရော့ပြီးတော့မှဖော်ပြတတ်တယ်အဲ့ဒါကြောင့်မလို့သူဒီမှာကဒီ900 calorie ဖော်ပြတယ်ဆိုပေမဲ့ကျွန်တော်တို့100 gram စားလိုက်တဲ့အခါမှာခန္ဓာကိုယ်တကယ်တမ်းဝင်သွားတဲ့ calorie က600 calorie ဖြစ်နေပြီအချို့မုံထုတ်တွေဆိုရင်ပိုဆိုးတယ်30ရာခိုင်နှုန်း40ရာခိုင်နှုန်းထိတောင်ကွာတယ်တကယ်တမ်းတော့အစီချတာဒီတဘာဝအစားအစာတွေကိုပို့ပြီးတော့မှစားခိုင်းတာပဲတဘာဝအစားအစာဟင်းဒီဟင်းရွက်တွေအသားငါးတွေစားတဲ့အခါမှာသူ့ကိုတားမြစ် affect of food တို့တွေကိုလောင်ခြေဖြတ်ဖို့အတွက်လောင်ကျွမ်းတဲ့ calorie ဆိုတာရှိတယ်ဒီကောင်ကိုစားပြီးတော့မှသူ့အတွက်ခြေဖြတ်ဖို့လောင်ကျွမ်းတဲ့ calorie ဆိုတာမရှိတလောက်ပဲဒါကြောင့်မလို့ကျွန်တော်တို့ဒီမုံတွေစားတာလဲနည်းပါတယ် calorie လဲတွက်စားပါတယ်ဘာဖြစ်လို့မပိန်တာလဲဘာဖြစ်လို့ရလက်ကမမြင်ရတာလဲဆိုတာဒါကြောင့်မလို့ဖြစ်နေတာတချို့ဆိုရင်အန်အော်ဖို့တောင်ကောင်းတယ်ဘိုက်ကိုပြည့်အောင်မစားဘူးဒီဘိုက်ကိုနည်းနည်းလေးခြံပြီးတော့မှ snack ထည့်ဖို့ snack စားဖို့ကိုနေရာခြံထားပေးတယ်အဲ့ဒါကြောင့်မလို့လဲမိတ်ဆွေတို့အစီချလာချခက်တယ်မကြဘူးဆိုတာဒါကြောင့်မလို့ဒီ snack စားချင်တာတွေတခါတလေစားပါပြဿနာမရှိဘူးဒါပေမဲ့သူ့ကိုပတ်တော့အခါမှာ main food နေရာမှာနေရာခြံမပေးသင့်ဘူးအစားအာဟာရနဲ့ပတ်သက်ပြီးတော့မှနေထိုင်မှုပုံစံနဲ့ပတ်သက်ပြီးတော့ဘယ်လိုအစီချရမလဲဘယ်လိုနေထိုင်သွားရမလဲဆိုတာအသေးစိတ်သိချင်တယ်ဆိုရင်ဂျွန်လ4ရက်နေ့မှာကျွန်တော်ရဲ့ FLM Batch 9ဆိုတာရှိတယ်